Hello အားလုံးပဲမင်္ဂလာပါ Food for You မှာကြိုဆိုပါရစေအသီးနဲ့အသားငါးတွေတေချာရွေးတတ်ပြီလားကြက်ဥဝယ်မယ်ဆိုရင်အဆက်ပြောက်နေတာကိုယူအဆက်ပြောက်များတာဆိုမယူနဲ့အာလူးရွေးရင်တော့မတ်တိုက်မျိုးကိုယူအခုလိုပြောင်ချိုးနေတာမျိုးဆိုမယူနဲ့ကြက်သွန်ဖြူဆိုစုနေတာမျိုးကိုယူပြန့်ကျဲနေတာမျိုးဆိုရင်မယူနဲ့ဂျင်းဝယ်မယ်ဆိုရင်တော့ရွှွန့်ထူနေတာမျိုးကိုယူတန့်ပြီးတော့ချောနေတာမျိုးဆိုရင်မယူနဲ့မှုကြတော့ကွဲအပ်နေတာမျိုးဆိုယူဇင်းလုံးချောနေတာမျိုးဆိုရင်တော့မယူနဲ့မုံညင်းဆိုရင်ဖြူတာကိုယူစိမ့်နေတာဆိုရင်မယူနဲ့ပန်းကော်ပီဆိုရင်ဝါတာမျိုးကိုယူဖြူတာဆိုရင်မယူနဲ့မြုပ်သီးကောက်တာကိုယူခြောက်တာဆိုရင်မယူနဲ့ကြက်သွန်ဒီဆိုရင်တော့လုံးတာမျိုးကိုယူအခုလိုချွန်နေတာမျိုးဆိုရင်မယူနဲ့ဇီးသီးဆိုရင်အခုလိုရှုပ်နေတာမျိုးကိုယူနည်းနည်းပြန့်နေတာမျိုးဆိုရင်တော့မယူနဲ့အမဲသားအယောင်ရဲနေတာမျိုးဆိုယူအယောင်ဖြော့နေတာမျိုးဆိုရင်မယူနဲ့ကြက်သားဆိုရင်တော့ပန်းရောင်တန်းနေတာမျိုးဆိုရင်ယူသို့မဟုတ်ဖြူနေတာမျိုးဆိုလို့ရှိရင်တော့မယူနဲ့တေချာမှတ်ထားနော်ကိုတကယ်ဝယ်လဲဝယ်ရောဘာရွေးလို့ရွေးရမှန်းမသိဖြစ်တယ်လို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်